Rainier Director နဲ့ Bonique တို့ပွဲအတွက်ပွဲစု30ချက်ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မီနီယာမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ Rainier Director နဲ့ Bonique ကတော့ကျွန်တော်တို့ပုံမှန်မြင်တဲ့အတိုင်းပဲ face off မှာဆိုလို့ရှိရင်လူကောင်အတိုင်းအတာတစ်ခုထိတော်တော်လေးခွာတော့တွေ့ရပါတယ်။အစောကတည်းကကျွန်တော်အနေနဲ့ Rainier Director ကလူကောင်ပိုကြီးရဲဆိုတော့ပြောခဲ့ပြီးသားပါ။ Rainier Director ကဒီ body weight လည်းပို့ပြီးတော့များလိမ့်မယ်။အရက်ကလည်းပုံမြင့်သလိုခြေတံလက်တံလည်းပိုရှည်တဲ့အတွက်ကြောင့်မလို့ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်မှာဆိုလို့ရှိရင် Rainier Director ကအများကြီးတာရလို့ပြောလို့ရပါတယ်။ Bonique ကအစောကတည်းကနည်းနည်းလေးခက်ချစ်ချစ်နဲ့နဘန်းသမားပုံစံမျိုးပို့ပြီးတော့ပေါက်ပါ။အဲ့ဆိုလို့ရှိရင်ပွဲကိုကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲပေါ့နော်။နှစ်ယောက်ရဲ့ striking စွမ်းရည်ကိုစပြောပါ။ဒီပွဲကလုံးကြမဲ့ပွဲဆိုပေမဲ့ striking စွမ်းရည်ကိုလည်းမဖြစ်မနေထည့်ပြောဖို့လိုတယ်။ဘာလို့လဲဆိုတော့တကယ်နဘန်းလုံးပြီးတော့ဒီ grappler နှစ်ယောက်တွေ့ရဆိုလို့ရှိရင်သူတို့ကအတိုင်းအတာတစ်ခုဒီ striking မှာရှင်ထိုးလေးရှိကြပါအဲ့ဆိုလို့ရှိရင် striking ဘိုင်းမှာဘယ်သူတာလဲပေါ့နော် striking ဘိုင်းမှာနောက်ပိုင်းမှာ Rainier Director ကလည်းတော်တော်လေး improvement တွေပြလာနိုင်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့နောက်ဆုံးပွဲမှာဆိုရင်သူဒီ one championship မှာဆိုရင်အာလီခင်ကို stand fight ဘိုင်းမှာအတိုင်းအတာတစ်ခုဒီတော်တော်လေးလှုပ်ပြသွားနိုင်တာကိုတွေ့ရတယ်ပြီးတော့ UFC အဖွင့်ပွဲမှာဆိုလို့ရှိရင်သူ့ရဲ့လက်သီးနဲ့ဒါ knock down ချအောင်လုပ်နိုင်တာတွေ့ရတယ်ပေါ့နော်သူ့အနေနဲ့တိုးတက်လာရဲလို့တော့ပြောလို့ရတယ်ဒါပေမဲ့ Rainier Director ကအရန်ကြီးပါဝါပြင်းတဲ့ကစားသမားမဟုတ်ဘူးပြီးတော့သူ့ရဲ့လှုပ်ရှားပုံကတော်တော်လေးနှေးပါတယ်။ Bonique ကကျတော့နဘန်းသမားတွေတော်တော်များများကနည်းနည်း explosive power ပြင်းတယ်ပေါ့နော်ဝင်ထွက်တွေကလည်း footwork တွေကကောင်းတဲ့နီးတူသူကဒီ footwork ကိုသုံးပြီးတော့ striking ဘိုင်းမှာဆိုရင်လက်သီးဘိုင်းကိုအဓိကရှင်ထိုးနိုင်တယ် striking ဘိုင်းလက်သီးထိုးတာတော်တော်လေးတွတ်တယ် power လည်းရှိရလို့ပြောလို့ရပါတယ်ပြောရင် Rainier Director တက်စားလို့ရှိရင်နှင်းမြန်မှုဘိုင်းနဲ့ power ဘိုင်းမှာကျတော့ Bonique ကပို့ပြီးတော့တာရလို့တော့ကျွန်တော်တို့မြင်ပါတယ်ဒီအတွက်ကြောင့်မလို့သူတို့နှစ်ယောက် striking ရှင်ထိုးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြင်ရတော့ Bonique ကနည်းနည်းတာနိုင်ရရှိတယ်ဒါပေမဲ့ clinch အနေထားတွေရောက်သွားတယ်ဒီပူးတဲ့အနေထားတွေရောက်သွားတယ်ဆိုလို့ရှိရင်တော့ striking ဘိုင်းမှာ Rainier Director ကနည်းနည်းလေးလူပေါင်းကြီးပြီးတော့ပို့ပြီးတော့ဒီ clinch အနေထားမှာပူးရနိုင်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်အဲ့ဆိုလို့ရှိရင်နဘန်းဘက်ကိုသွားအောင်ပေါ့နော်ဒီ grappling ဘိုင်းမှာဆိုလို့ရှိရင် Rainier Director ကချုပ်ကွက်ကိုအားတန်ပြီးတော့Bonique ကကြတော့ position အရွှေ့အပြောင်းနေပြီးလို့ရှိရင်ပြိုင်ဘက်ကိုကင်ပေါက်တာတွေဆွဲလဲတာတွေအာတန်တာဖြစ်ပါ Rainier Director အနေနဲ့ကဒီပွဲကိုနိုင်ဖို့ဆိုလို့ရှိရင်တေချာပေါက် Bonique ကိုဆွဲလဲနိုင်မှရပါလိမ့်မယ်ပြောရရင်နဘန်းသမားဖြစ်တဲ့ Bonique က strike အတိုင်းအတာတစ်ခုရှင်ထိုးတယ်ဆိုရင်တော့မှပဲအမှတ်ရအသာစီးရနိုင်တယ် Bonique ကအရန်ကြီးမစင်မချင်းဝင်လုံးမှာမဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်သူ့အနေနဲ့ဝင်လုံးပြီးတော့ဒီတိတ်တောင်းချမယ်ချပြီးချင်းဒီ submission ရအောင်စူးစမ်းလေးရှိတယ်ဆိုပေမဲ့ Rainier Director လိုမျိုးလူကောင်ကြီးပြီးတော့ဂျူဂျက်စုအဆင့်အတန်းမြင့်မားတဲ့ကစားသမားတစ်ယောက်ကိုတော့မစင်မချင်းဝင်လုံးမှာမဟုတ်ဘူးဒီအတွက်ကြောင့်မလို့သူတို့နှစ်ယောက်အနေနဲ့ striking ဘိုင်းမှာအတိုင်းအတာတစ်ခုထိအချိန်ယူပြီးစောင့်နိုင်တယ်လို့တော့မြင်ပါတယ်ဒီပွဲမှာမြေပြင်ကိုရောက်ဖို့အတွက်ပို့ပြီးလိုအပ်တာက Rainier Director ဖြစ်နေပါဘာလို့လဲဆိုတော့ Rainier Director ကဒီပွဲမှာချုပ်ကွက်မရဘူးဆိုလို့ရှိရင်အမှတ်ရဆိုနည်းနည်းနှိမ့်နိုင်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်မြေပြင်ပေါ်ကိုဘယ်လိုပုံစံမျိုးရောက်မလဲပေါ့နော်ကျွန်တော်ကတော့ Bonique အနေနဲ့လည်းဘာမှအရင်ကြောက်နေကြတော့မလို့သူ့အနေနဲ့အတိုင်းအတာတစ်ခုထိဒီဝင်ပြီးတော့လုံးပြီးတော့ထူထောင်းတာမျိုးလုပ်နိုင်တယ်လို့တော့မြင်တယ် Bonique ကဝင်လုံးနေဆိုလို့ရှိရင် Rainier Director အနေနဲ့ကတိတ်တောင်း defense လုပ်နိုင်မှမလွယ်ပါ Bonique က American College နဘန်း Champion 3 ကြိမ်ဆက်တိုက်ရရှိတာကစားသမားဒီအတွက်ကြောင့်မလို့သူ့ရဲ့တိတ်တောင်းတွေကတော်တော်လေးတွတ်ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်Rainier Director အနေနဲ့အဓိကစဉ်းစားရမှာကမြေပြင်ပေါ်ရောက်သွားပြီဆိုလို့ရှိရင်ဘယ်လိုအနေအထားနဲ့ရောက်သွားမလဲဆိုတာကအရေးကြီးပါတကယ်လို့ Rainier Director ကနေတဲ့ position ကနေရောက်သွားမယ်ဆိုလို့ရှိရင်ဥပမာ Bonique ကဒီ mount position ရောက်နေရမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ Bonique က back position ရသွားတာမျိုးပဲဖြစ်ဖြစ်ဆိုရင်တော့ Rainier Director အတွက်ပို့ပြီးတော့အချိန်ကြာမှာဒါပေမဲ့ Jiu-Jitsu ပညာရှင်တယောက်ဖြစ်တဲ့ Rainier Director ကို Bonique အနေနဲ့ရှေ့ရကစားသမားတွေလိုမျိုးလွယ်ကူကူချုံနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောသလိုမျိုးပဲဒီ Bonique ကပိုကောင်းတဲ့ position တစ်ခုကိုရောက်သွားပြီဆိုရင် Rainier Director အနေနဲ့ဒီ position ကနေအရင်ဆုံးရုံထွက်ပြဖို့လိုမယ်ရုံထွက်ပြီးတော့မှသူချုပ်ဖို့ပြန်ပြီးတော့စဉ်းစားရမှာဖြစ်ပါဒီ process ကကြာနိုင်တဲ့အတွက်ကြောင့်မလို့9မိနစ်အတွင်းတောင်းမလောက်ဆိုတာကရှိပါတိတ်တောင်းချတာလည်း10မိနစ်လောက်ကြာအောင်ပါဒီတော့ကြောင့်မလို့ Rainier Director အတွက်ကအဓိကအချိန်လိုတယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီတန်တကာနာပူးသွားပြီးတော့ clinch အနေထားမှာ Rainier Director ကဂျူဒိုသူတို့တစ်ခုခုသုံးပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ချိပြီးတော့ဆွဲလဲတဲ့ပုံစံမျိုးသုံးပြီးတော့ပဲဖြစ်ဖြစ်အဲ့လိုမျိုးသုံးပြီး Rainier Director အသာစီးရတဲ့ position နဲ့မြေပြင်ပေါ်စောစောကျသွားခဲ့မယ်ဆိုလို့ရှင်တော့ဒါက Rainier Director ရဲ့
ပိုင်နိုင်တဲ့နေမီဖြစ်သွားပါတယ်အဲ့လိုအနေထားမျိုးကြလို့ရှိရင် Rainier Director ကိုသာ position ကောင်းကောင်းပေးလိုက်ရတယ်ဆိုလို့ရှိရင်ပေါ်နေခဲ့အနေနဲ့ရုံထွက်ဖို့လွယ်မှာမဟုတ်ပါတချီလုံးအေးအနေထားတိုင်းပဲသွားပါလိမ့်လူကောင်ချင်းကလည်းပုံမှန်မြင်တဲ့အတိုင်းပဲတော်တော်လေးကွာတယ်ဒီအတွက်ကြောင့်မို့ Rainier Director က back position မျိုးရသွားမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီကောင်းကောင်းလုံးမိသွားတဲ့အနေထားမျိုးအပေါ်ကနေဒီ mount position ရသွားတာမျိုးဆိုရင်ပို့ပြီးတော့ပေါ်နေခဲ့အတွက်ကကင်တွေရခတ်ပါလိမ့်သူ့အနေနဲ့က position ဘိုင်းနေကင်တွေတာကျွမ်းနေဆိုပေမဲ့ submission ဘိုင်းနေကင်တွေတာမကျွမ်းဘူးဒီနှစ်ခုကကွာတယ်ပေါ့နော်တပန်းသမားတွေကပြိုင်ဘက်ကိုဆွဲလှဲမယ်လဲပြီးလို့ရှိရင်သူတို့အသာသေးရတဲ့ position ကနေပြီးတော့တိုက်စစ်ဆင်ကြလေးရှိတယ်ဒါပေမဲ့သူတို့အသာမရတော့တဲ့အနေအထားမှာဆိုရင် submission ကိုကာကွယ်တဲ့အပိုင်းတွေမှာသူတို့နှစ်ပန်းရဲ့ပုံမှန်လေ့ကျင့်တဲ့အနေအထားမှာလေ AI မပါတဲ့အတွက်ကြောင့်မလို့အားနည်းနိုင်မှာအဓိကအဖြစ်ဒီမှာနှစ်ယောက်အားပြန်ကြမဲ့အချက်ကဘသူကမြေပြင်ပေါ်မှာပိုကောင်းတဲ့ position ကိုရသွားမှလေဆိုတဲ့အချက်ဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးရသွားအောင်စွမ်းဆောင်နိုင်တဲ့စွမ်းဆောင်ရည်မျိုးကဘယ်သူစီမှာပိုတာလဲဆိုတော့ပိုနေခဲ့ဒီမှာပိုတာတယ်ဒါပေမဲ့ Rainier Director မှာကောင်းကောင်းဒီ position ရအောင်လုပ်နိုင်တဲ့အကွက်တစ်ခုခုရှိခဲ့တယ်ပြင်ပြင်ပေါ်မှာသူအစားစီရတဲ့ position တစ်ခုရခဲ့တယ်ဆိုလို့ရှိရင်တော့ submission ဘိုင်းကိုဖော်ဆောင်နိုင်တဲ့စွမ်းရည်ပြီးရင်သူအချိန်နေဆိုးခဲ့ဆိုရင်တော့မှ submission ဘိုင်းကိုကာကွယ်နိုင်တဲ့စွမ်းဆောင်ရည်မှာဆိုလို့ရှိရင် Rainier Director ကအများကြီးတာဒီဘွဲကပြောဖို့တော့ခက်တယ်ဘွဲဒါပေမဲ့ကျွန်တော်ကတော့အမှတ်နဲ့နိုင်ကြီးဘယ်သူမှများလဲလို့တွေးလိုက်လို့ရှိရင်ပေါ်နေကမှာများတယ်လို့တော့မြင်တယ် Rainier Director ကချုပ်ကွက်မရဘူးဆိုရင်ရုံးကန်ရနိုင်တဲ့အတွက်ကြောင့်မလို့ဘယ်သူ့ကိုပို့ကြိုက်နေမင်းတော့ကျွန်တော်ကတော့ပေါ်နေကကိုနည်းနည်းပို့ကြိုက်ပါဒါပေမဲ့ Rainier Director အနေနဲ့ကျွန်တော်ပြောသလိုမျိုးကြားတဲ့ position မှာသူအသာစီးရတဲ့ position ကသာကြာသွားနိုင်တယ်ဆိုရင်ပေါ်နေကရဲ့နှစ်ပန်းစွမ်းရည်ကောင်းတယ်ဆိုပေမဲ့ချုပ်ကွက်ဒီကာကွယ်တဲ့အပိုင်းမှာအဲ့လောက်မကောင်းတဲ့အတွက်ကြောင့်မလို့ Rainier Director ချုပ်ကွက်ရနိုင်ကြလေရှိရလို့မြင်ပါအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်မာကုံကဘလိုမျိုးလဲဒီလိုမျိုးဆိုင်ငယ်နောက်ကဆွဲပြထားပြီးတဲရဲ့ရှိုးရှုပ်သားခိုင်ခန့်မှုတွေတိုက်ပေါ်ကပြစ်ရှာပြီးတဲရဲ့မာကြောချစ်လက်မှုတွေတန်တုံနဲ့အထက်ထက်အခါကရိုက်ပြပြီးတဲရဲ့ချစ်လက်မှုတွေကတဲရဲ့မာကုံတွေပါပဲစိတ်ကြိုက်ထို့စိတ်ကြိုက်ကံအမြဲမာကြောချစ်လက်တဲ့တဲရဲ့အရေးသွေးကတော့ fighter တွေအတွက်လက်ဖြားခါဆရာလောက်ပါပဲဒီလိုမျိုးတဲရဲ့မာကုံပိုင်းစမ်းခံမှုတွေquality ပိုင်းတရားခိုင်လုံးအာမခံမှုတွေအပြည့်ရှိတဲ့တဲအိမ်မျိုးပန်းဆန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်တွေမှာဆက်သွယ်မှောက်လို့ရပါပြီခင်ဗျာ